တချို့လူတွေကကိုယ့်ရဲ့ရှေ့မှာတော့ကိုယ့်ပေါ်မှာကောင်းတဲ့ပုံကိုယ့်ရဲ့ပေါ်မှာကျင်နာတဲ့ပုံကိုယ့်ရဲ့ကောင်းကျိုးတွေကိုရှေ့ရှုတဲ့ပုံပြပေမဲ့ကိုယ့်ရဲ့နောက်ွယ်မှာတော့ကိုယ့်ရဲ့မကောင်းကြောင်းတွေပြောနေတာကိုအနောက်ရှက်ဖြစ်အောင်လုပ်နေတာကိုယ့်ရဲ့ပျက်စီးကြောင်းတွေကိုကြိုးစားနေတဲ့သူတွေတွေ့ရပါလိမ့်မယ်။ဘာကြောင့်မလို့ဒီလိုဖြစ်နေလို့ထင်ပါတယ်။အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေစဉ်းစားကြည့်ပါ။တစ်ခါလေးမှာလူမျိုးတွေနဲ့ကျွန်တော်တို့ဘဝမှာကြုံတွေ့ဘူးရပါလိမ့်မယ်။သူတို့ကဘာကြောင့်မလို့ဒီလိုလုပ်ကြတယ်လဲဆိုတော့သူတို့မှာအတ္တတွေရှိတယ်။ ego တွေရှိတယ်အဲ့ဒီအတ္တတွေကိုသူတို့ကဖြေဖြောက်ချင်တဲ့အတွက်နောက်ထပ်တစ်ခုကသူတို့မှာမနာလိုမှုတွေရှိမနာလိုမှုတွေကိုသူတို့က feeding လုပ်ချင်တဲ့အတွက်ဒီလိုမျိုးကိုယ့်စီကိုလာပြီးတော့မှချင်းကပ်ကြပြီးတော့ကိုယ့်ရဲ့နောက်ဘက်မှာမကောင်းကြောင်းတွေပြောကြတာဖြစ်ပါတယ်အဲ့တော့သူတို့တွေဒီဘာလုပ်လာလဲဆိုတော့ကိုယ်နဲ့တွေးတဲ့အခါမှာသူတို့ရဲ့ image သူတို့ရဲ့ပုံရိပ်ကောင်းမှုအတွက်အကောင်းဆုံး manage လုပ်လာကြတာစီမံခန့်ခွဲလာပြီးတော့မှကိုယ်နဲ့လာပြီးတော့မှတွေ့ပြီးတော့မှသူတို့လိုချင်တဲ့ relationship တစ်ခုရပြီဆိုလို့ရှိရင်နောက်ွယ်သွားပြီးတော့မှကိုယ့်ရဲ့မကောင်းကြောင်းတွေကိုယ့်ရဲ့ပျက်စီးကြောင်းတွေပြောတာပါလူတိုင်းတော့မဟုတ်ပါဘူး